လမ်းခွဲပြီးတာရပ်ပိုင်းပဲရှိသေးတယ်ကိုယ့်ရဲ့ကြီးစားဟောင်းကကြီးစားအသက်ကိုချက်ချင်းရှာတွေ့ပြီးတော့ချက်ချင်းတွေ့တာမျိုးငါတော့ကြုံမှုလားကိုယ့်ဘက်ကတော့နှလုံးသားတစ်ခုလုံးကွဲကြည့်ပြီးတော့အိမ်မှာလွမ်းစစ်ပြီးတော့သူ့ကိုတန်းတနေတဲ့အချိန်မှာသူကတော့ဘာမှမဖြစ်တယ်လို့မျိုးလူတစ်တစ်ယောက်နဲ့ပျော်နေတာမျိုးကိုမြင်ရတာနောက်တကယ်ရောချစ်ခဲ့ရလားဆိုပြီးယူမတက်ခံလာရပါတယ်ဒါပေမဲ့စိတ်အေးထားပါပါလားဒါကသူဘာသာကိုတကယ်မချစ်ခဲ့လို့မဟုတ်ပါဘူး Wide attachment ရှိတဲ့သူတွေရဲ့စိတ်ပညာအရသူတို့ရဲ့စိတ်ထဲမှာပြင်းပြင်းထန်ထန်ကြောက်လန့်ရတဲ့အခြေအနေနဲ့ကြုံတဲ့အခါမှာပြုမှုတတ်တဲ့အပြုမှုတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုမှာ avoidant attachment ရှိတဲ့သူတွေရဲ့လမ်းခွဲပြည့်စဲပြီးကာလအတွင်းမှာအချစ်ဇလန်တဲ့တစ်ခုကိုရရှိသွားတဲ့လျှို့ဝှက်ချန်၅ချက်ကိုကျွန်တော်ဖော်ထုတ်ပြသပေးသွားမှာဖြစ်ပါတယ်ဒါကိုသိသွားရင်ဘာသာလဲစိတ်သက်သာရပြီးရှေ့ဆက်နိုင်သွားပါလိမ့်မယ်တစ်ချက်သူကခံစားချက်တွေကိုရင်ဆိုင်ရမှကြောက်လို့သူ့ကိုယ်သူရှောင်လွှဲလိုက်တာပါတာမန်လူတယောက်ဆိုလို့ရှိရင်လမ်းခွဲပြီးသွားပြီဆိုရှင်ခံစားမယ်ငိုမယ်နှမျောမိမယ်တန်းတမိမယ်ဒါကသဘာဝပါပဲဝမ်းနည်းမှုနဲ့ကြုံတဲ့အခါမှာလူသားတိုင်းခံစားချက်ကိုဖွင့်ထုတ်တဲ့သဘာဝဖြစ်စဉ်တစ်ခုပါဒါပေမဲ့ avoidance ရှိတဲ့သူတွေကအဲ့ဒီခံစားချက်တွေကိုရင်ဆိုင်ရမှာကိုမလိုလားပါဘူးအင်မတန်ကြောက်ကြပါတယ်အဲ့တော့သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်အစွန်းရောက်တဲ့နည်းလမ်းတွေကိုသုံးပါတယ်အဲ့ဒါကတော့လူတစ်တစ်ယောက်ကိုချက်ချင်းရှာတွေ့ပြီးတော့ချက်ချင်းတွဲလိုက်တာမျိုးပါအချစ်တဲ့ရဲ့အသစ်ဆန်းဖြစ်တာတွေစိတ်လှုပ်ရှားစရာကောင်းတာတွေနဲ့အာရုံလွှဲပြီးတော့သူတို့ရဲ့ဝမ်းနည်းမှုကိုဖွင့်ထုတ်ရမယ့်အစားအတင်းဖိနှိပ်ပစ်လိုက်တာပါသူတို့ကိုယ်တိုင်ကတော့ငါအဆင်ပြေပြေနဲ့ရှေ့ဆက်နိုင်ပြီလို့ထင်ပေမဲ့တကယ်တော့ပြဿနာကိုရင်မဆိုင်မဲနဲ့အချစ်တဲ့ကိုအကာအကွယ်တစ်ခုလိုအသုံးပြုလိုက်တာပါတနေ့နေ့ကျရင်အဲ့ဒီခံစားချက်တွေကသူတို့ကိုပြန်ထိမှန်ပြီးတော့ပေါင်ကွဲထွက်လာအောင်ပါနေ့ချက်သူတို့ကိုသူတို့ပြန်လည်ထိန်းချုပ်နိုင်တဲ့ရှိရလို့အတင်းယုံကြည်နေတာပါသူတို့စိတ်ထဲမှာငါဖြစ်ချင်တာငါလုပ်နိုင်တယ်ငါကအရာရာကိုဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတဲ့စိတ်မျိုးတွင်းနေတာပါလမ်းခွဲရတဲ့အဓိကအကြောင်းရင်းကသူတို့ရဲ့ချွေရင်းချက်တွေကြောင့်ဆိုတော့သူတို့ကောင်းကောင်းနားလဲပါတယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုလက်မခံကျင်တော့တွေ့လားငါဘက်ကနင့်ကိုလမ်းခွဲလိုက်တာအခုလဲငါစိတ်ကငါအပြည့်အဝထိန်းချုပ်နိုင်တယ်ငါဖြစ်ချင်တဲ့အတိုင်းလူတစ်ကိုလည်းချက်ချင်းရှာပြီးတော့တွဲနိုင်တယ်ဆိုပြီးတော့သူတို့ရဲ့အတ္တကိုမြင့်တင်ဖို့အတွက်ကြိုးစားတာပါဒါပေမဲ့လူတစ်တယောက်နဲ့အစားထိုးရုံနဲ့သူတို့ရဲ့ခံစားချက်တွေကိုအတင်းထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူတို့လည်းလူသားတယောက်ဖြစ်တဲ့အတွက်တတိယတဲ့စိတ်လွမ်းတဲ့စိတ်တွေကတဘာဝအတိုင်းဖြစ်ပေါ်လာမှာပါ၃ချက်အပြည့်ရှိစိတ်နဲ့နောင်နာတွေကိုမခံစားကျင်တာပါအမှန်တမ်းပြောရရင် avoidant တွေကသူတို့ရဲ့စိတ်ထဲမှာသူတို့မှားသွားပြီဆိုတာကိုသိပါတယ်သူတို့ကိုအသက်တမျှချစ်ခဲ့တဲ့အစဉ်ပြေအောင်အဆက်လက်ရစူးစမ်းပေးခဲ့တဲ့ဘာသာလိုလူကောင်းတယောက်ကိုဆွန့်လွတ်လိုက်ရတဲ့အတွက်သူတို့ရဲ့စိတ်ထဲမှာ panic attack လို့ခေါ်တဲ့လက်ပြန်ပြီးကြောက်နေတဲ့စိတ်တွေကတကယ်ဖြစ်ပြီးတော့ခံစားနေကြရပါတယ်ဒါကိုဖုံးကွယ်ခြင်းတော့ဘာသာကိုအဖြစ်ပုံချတယ်ပြီးတော့လူတစ်တယောက်နဲ့ချက်ချင်းတွဲလိုက်တယ်တွဲပြီးတော့သူ့ဘက်ကဘာသာကိုဒီလိုမျိုးပြကြတာပါတွေ့လားငါအခုလူနဲ့လည်းအဆင်ပြေနေတာပဲဘာသာနဲ့တော့ငါအဆင်မပြေတာကဘာသာကြောင့်ပဲဖြစ်နေတာဆိုပြီးတော့အချစ်တဲ့တစ်ခုကိုတက်တဲ့အဖြစ်သုံးပြီးတော့သူတို့ကိုသူတို့လိန်ညာပြီးတော့နှိမ့်သိမ့်နေကြတာဖြစ်ပါတယ်လေးချက်အထီးကျန်တဲ့တန်ကိုမခံစားနိုင်တာပါအဲ့ဒီတွေကနေပြီးတော့ယုံထွက်ချင်တာပါလမ်းခွဲပြီးတဲ့အခါမှာတူတူဖြတ်တန်းခဲ့တဲ့အမှတ်တရတွေကြောင့်အထီးကျန်တာတတိယတာကသဘာဝပါပဲအဲ့လိုမျိုးအထီးကျန်တဲ့အချိန်မှာငါဘယ်နေရာမှာမှားတော့လဲဆိုပြီးတော့ကိုယ့်ကိုယ်ပြန်ပြီးသုံးသပ်ရမယ်အားနွဲ့တဲ့ခံစားချက်မျိုးဝင်မှာကိုသူတို့အဖြစ်မခံနိုင်ပါဘူးအဲ့ဒါကြောင့်အထီးကျန်တာကိုမခံစားရအောင်သူတို့ကိုသူတို့ပျောက်ဆုံးမသွားအောင်ပျက်စီးသွားတာမျိုးမဖြစ်အောင်လူတစ်တယောက်နဲ့ချက်ချင်းအစားထိုးလိုက်တာဖြစ်ပါတယ်ငါအချက်သူတို့ရဲ့ရှောင်လွှဲတတ်တဲ့ယုံကြည်ချက်တွေကိုပို့ပြီးတော့ခိုင်မာစေခြင်းဖြစ်ပါတယ်ဒီ avoidant တွေကသူတို့ငယ်ငယ်ကလေးဘဝကလူကြီးမိဘတွေစီကလိုအပ်တဲ့စိတ်လုံခြုံမှုအထောက်ပံ့တွေဖြစ်တဲ့မေတ္တာနဲ့ဂရုစိုက်မှုတွေကိုဘဝမှာအပြည့်အဝမရခဲ့တာကြောင့်အချစ်ဆိုတဲ့အရာကမလုံခြုံဘူးဘယ်သူကမှလည်းယုံယုံကြည်ကြည်အားကိုးလို့ရမှာမဟုတ်ဘူးငါးဘက်ငါနေတာအကောင်းဆုံးဆိုတဲ့စိတ်တရားယုံကြည်ချက်တွေရှိနေတတ်ပါတယ်ဒီ rebound relationship ကိုသုံးပြီးတော့လဲတွေ့လာဘယ်သူနဲ့မှအကြာကြီးတွဲပြီးတော့ဂတိစကားတွေလေးလေးနက်နက်ခံစားချက်တွေတွေးခေါ်စရာတွေတွေးဖို့မလိုဘူးလွယ်လွယ်လေးအစားထိုးလို့ရတယ်ဆိုပြီးတော့သူတို့ရဲ့အချစ်ပုံကိုအစိုးမြင်တဲ့စိတ်တွေကိုပို့ပြီးတော့တက်တည်ထူရှင်တာမျိုးဖြစ်ပါတယ်သူတို့အခုလိုချစ်တဲ့တစ်ခုကိုချက်ချင်းစတင်ပြီးတော့အဆင်ပြေသလိုမျိုးမြင်နေတာကဘာသာတော့အရန်နာကျင်စရာကောင်းပြီးတော့အဆင်ပြေခြင်းတဲ့စိတ်တွေရှိနေနိုင်ပေမဲ့အဲ့ဒါကဘာသာအတွက်
သူ့ကိုထားခဲ့ပြီးတော့ရှေ့သက်တင်နေပြီဆိုတဲ့သက်သေပြချက်တစ်ခုလည်းဖြစ်ပါတယ်သူတို့ကဘာသာရဲ့တန်ဖိုးမမြင်သလိုတောင်းလဲဖို့လည်းအဆင်သင့်မဖြစ်သေးပါဘူးအခုချိန်မှာဘာသာအတွက်အရေးကြီးဆုံးကဒီစိတ်တရားကနေပြီးတော့ဘယ်လိုမျိုးကုစားရမလဲရှေ့ဆက်ပြီးတော့ဒီထက်ကောင်းမွန်တဲ့ဘဝတစ်ခုရအောင်လက်တွဲပုံကောင်းတယောက်ရအောင်ဘာတွေလုပ်ရမလဲဆိုတာကိုပဲအာရုံစိုက်ရမှာဖြစ်ပါတယ်ဘာသာကတန်ဖိုးထားခံရပြီးတော့တကယ်ချစ်ပေးမဲ့ချစ်သူနဲ့တွေ့ဖို့ထိုက်တန်တဲ့သူတယောက်ဆိုတော့မမေ့ပါနဲ့ဒီဗီဒီယိုကဘာသာအတွက်စိတ်ခံစားချက်တစ်ခုကိုအထောက်အကူပြုခဲ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာ set improvement နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တင်ပြပေးတော့ဖြစ်ပါတယ်နှုတ်ဆက်ပါတယ်